တခါတော့ကပေါ့ဗုဒ္ဓဖေဟာရွှေအစင်းရှိသောတမင်မျိုးမှာတမင်မင်းခိခဲပူပါတယ်။သူဟာမြင်းငယ်သမားအရက်ရှိကသူ့ရဲ့ခန္ဓာကိုယ်ဟာတင့်တယ်ပြေးပြက်လာပါတယ်။ဦးကျိုတို့ဟာတောက်ပလောင်နေပြီးမျက်လုံးတို့ဟာကြောက်မြက်ရတနာနဲ့တူပါတယ်။ဒီတမင်မင်းရဲ့နာမည်ကိုတော့နိဂရောဓတမင်မင်းလို့ခေါ်ပါတယ်။သူဟာတမင်900ကိုအုပ်စိုးကဗာရာဏသီပြည်အနီးရှိတောအုပ်တစ်ခုမှာနေပါတယ်။ဒီတော့မှာအခြားသောတမင်900တို့လည်းနေကြပါတယ်။သူတို့ကိုတော့တာခလို့အမည်ရှိတဲ့တမင်တစ်ပါးကအုပ်စိုးပါတယ်။တောအနီးကဗာရာဏသီပြည်မှာတော့ဗြဟ္မတက်မင်းကြီးစိုးစံနေပြီးသူဟာအသားအစားကျူးပြီးအမဲလိုက်ရတာကိုအင်မတန်နှစ်သက်တဲ့မင်းတစ်ပါးဖြစ်ပါတယ်။မင်းကြီးဟာတောထဲမှာအမဲလိုက်တဲ့အခါတောင်ရလှုပ်တဲ့အရက်သားများရွာသားများကိုပါအမဲလိုက်ဖို့တောချောက်ရန်အတူလိုက်ပါစေပါတယ်။နေ့စဉ်နေ့တိုင်းမင်းကြီးနဲ့အတူလိုက်နေရတာကြောင့်ရွာသားတွေလည်းတောင်ရအလုပ်တွေပြက်လို့စိတ်မချမ်းမသာဖြစ်လာတဲ့။ဒီနေ့မှာတော့သူတို့ဟာအကြံတစ်ခုရပါလိရော။ဘရင်ကြီးနဲ့ဥယျာဉ်မှာရေခမ်းတူးပြီးမြက်တွေမွေးကတမင်တွေကိုဥယျာဉ်နဲ့မောင်းသွင်းမယ်။ဒါဆိုသူတို့လည်းတောချောက်လိုက်စလာမလို့တော့ဘူးပေါ့။ဒီလိုနဲ့တမင်အားလုံးကိုဖမ်းပြီးဥယျာဉ်ထဲထည့်ထားလိုက်ပါတော့တယ်။ထိုเจ้าကိုတော့ဘရင်မင်းကြီးကလျှောက်တင်လိုက်တော့မင်းကြီးလည်းသဘောကျသွားတော့တာပေါ့။ထိုနေ့မှအစကမင်းကြီးလည်းဥယျာဉ်တော်နှိုက်တာနေ့စဉ်တမင်လိုက်ထွက်ပါတော့တယ်။မင်းကြီးဟာနေ့စဉ်စားတော်တင်ရန်အမဲလိုက်တော့အခါဥယျာဉ်ထဲမှာပြေးစရာနေတာကြောင့်တမင်တွေဟာတိုက်မိကြပြီးအများအပြားတည်ဆုံးကုန်ကြပါတယ်။တမင်မင်းနှစ်ပါးလည်းများစွာစိတ်မကောင်းဖြစ်နေကြတာပေါ့။ဒီလိုနဲ့တနေ့တော့နိဂရောဓတမင်မင်းမှာအကြံတစ်ခုပေါ်လာပါတော့တယ်။သူ့အကြံကတော့ငါရဲ့တမင်အုပ်ထဲမှာတရက်တာခတမင်မင်းရဲ့တမင်အုပ်ထဲမှာတရက်တလဲ့စီတမင်တကောင်းစီမင်းကြီးကိုထွဲဆက်သိရင်ကောင်းပြီမဟုတ်လားလို့တွေးမိပါတယ်။တခြားတမင်တွေလည်းအများအပြားမတည်ရပဲချမ်းသာရရလိမ့်မည်လို့ပေါ့။ဒီအကြံကိုတမင်တို့အားပြောပြရာအားလုံးကသဘောတူလိုက်ကြပါတယ်။နိဂရောဓတမင်မင်းနဲ့တာခတမင်မင်းတို့ကိုတော့အယောင်အစင်းထူးခြားတာကြောင့်မင်းကြီးကသဘောကျပြီးဘေးမဲ့ပေးထားပါတယ်။ဒီလိုနဲ့သူတို့ရဲ့အစီအစဉ်ဟာအချိန်တစ်ခုထိချောချောမောမောရှိခဲ့တာပေါ့။တနေ့မှာတော့အသက်ခံရမယ့်အလှဲဟာကိုဝင်ရှိတဲ့တမင်မငယ်ရဲ့အလှဲကိုရောက်ပါတယ်။ထိုတမင်မငယ်လေမိမိအရှင်ဖြစ်သောတာခတမင်မင်းထံချင်းကပ်ပြီးအရှင်မင်းကြီးကျမမှာကိုဝင်ရှိနေတာကြောင့်ယခုအလှဲရင်တော့မသွားလို့ပါ။တောက်ခွားပြီးမှသာသွားပါစေဟုတောင်းပန်ရှာပါတယ်။တာခမင်းကြီးကလက်မခံပဲတင့်အလှဲမှာသူတစ်ပါးကိုအစားထိုးရန်မဖြစ်နိုင်ဟုညှင်းပယ်လိုက်ပါတယ်။တမင်မလည်းစိတ်မကောင်းဖြစ်ကနိဂရောဓတမင်မင်းထံချင်းကပ်ပန်ကြားပြန်ပါတယ်။ထိုအခါနိဂရောဓတမင်မင်းကမစိုးရင်ပါနဲ့တင့်အလှဲ့တဲ့အခြားတကောင်အားကိုစားလွှဲ့မယ်လို့ကျင်နာစွာပြောဆိုလိုက်ပါတော့တယ်။တမင်မလည်းဝမ်းမြောက်ဝမ်းသာစွာထွက်ခွာသွားတော့တာပေါ့။နောက်ကနေ့မှာတော့နိဂရောဓတမင်မင်းဟာမိမိကိုယ်တိုင်စွာပြီးမင်းကြီးထံလဲဆင်းပေးဖို့သွားပါတော့တယ်။တမင်တက်ရန်တာဝန်ကျသူများလည်းနိဂရောဓတမင်မင်းကိုယ်တိုင်ဖြစ်တဲ့ဖြင့်မတတ်ဝန့်ပဲဘရင်ထံအကြောင်းကြားရပါတော့တယ်။ဘရင်ကြီးလည်းထိုနေရာကိုရောက်ကနိဂရောဓတမင်မင်းအားအရှင်မင်းကြီးတင့်အားဘီးမဲ့ပေးထားပါရဲ့အဘယ်တော့ငါစီမှာလဲစင်းခံမသည်နည်းဟုမေးလိုက်ပါတော့တယ်။နိဂရောဓတမင်မင်းကအရှင်မင်းကြီးဒီတစ်ခေါက်မဲကြတာကကိုဝင်ရှိတဲ့တမင်မလေးပါ။သူမရဲ့ပိုက်ထဲမှာသားလေးရှိသေးတဲ့အတွက်သူမအသက်ရှင်တန်ခွင့်ရဖို့ကျွန်တော်ဟာသူတို့ကိုစားလာခဲ့တာပါလို့ဖြေလိုက်ပါတယ်။ဒီစကားကိုကြားတဲ့အခါမင်းကြီးဟာအလွန်အံ့ဩသွားပါတော့တယ်။သူ့ရဲ့စိတ်ထဲမှာကိုချင်းစာတရားနဲ့နိုးထလာခဲ့ပြီးနိဂရောဓတမင်မင်းရဲ့စွန့်လွတ်အနစ်နာခံမှုကိုလေးစားမိသွားပါတော့လေ။မင်းကြီးဟာနိဂရောဓတမင်မင်းရဲ့စကားကိုကြားပြီးနောက်တရိษံတွေကိုတတ်ဖြတ်နေတဲ့သူ့ရဲ့လုပ်ရက်အပေါ်မှာအလွန်အမြင့်နောင်တရမိပါတယ်။ဒါကြောင့်မင်းကြီးကနိဂရောဓတမင်မင်းကိုချီးကျူးပြီးအချင်းတမင်မင်းတင်ဟာတရိษံမျိုးထဲမှာအလွန်မြင့်မြတ်တဲ့မင်းပါတယ်။တမင်ကားအုပ်လုံးကိုလည်းဘေးမဲ့ပေးပါတယ်လို့ကတိပြုလိုက်ပါတယ်။ဒါအပြင်နိဂရောဓတမင်မင်းရဲ့တောင်းဆိုချက်အညာတောထဲမှာရှိတဲ့တရိษံအားလုံးကိုပါအသက်ဘေးကလွတ်မြောက်ခွင့်ပေးခဲ့ပါတော့တယ်။